တိုင်ကြရှိတာကိုတိုင်မှာဘယ်လူကြီးကိုမှမကြောက်နေပါနဲ့ဝင်ကြီးချုပ်ကိုကြောက်ရတယ်အခုလုံးဝမကြောက်နေနော်ဝင်ကြီးတွေကိုလည်းမကြောက်နဲ့ဝင်ကြီးတွေကကြောက်ရမှာဘာဖြစ်လို့မတော်မတရားလုပ်ခြင်းဝင်ကြီးတွေကအလုပ်ပြုတ်မှာတောင်းသူလူမတွေကအလုပ်ပြုတ်မှာမဟုတ်ဘူးဒီတော့ကိုလေယာကိုလုတ်ပြီးကိုစားတာကိုလူများကိုခိုးတာဝှက်ထားမဟုတ်တာမလုပ်လို့ရှိကိုဘာမှလုပ်လို့မရဘူးချင်းဒီတကောင်မဲ့ဝင်ကြီးတွေရောဝေးချုပ်ကအစပေါ့နော်ဟိုဒီဆိုတော့အဖွဲ့ဝင်တွေရောနောက်ဒီအုပ်ချုပ်ရေးဘက်မှာဆိုင်ပြီးရှိတဲ့အရာရှိရောလုံခြုံရေးအရာရှိရောမကန်ကန်သူတို့အလုပ်သူတို့လည်းဘယ်သူမှမကြောက်ဘူးဒါပေမဲ့သူတို့အလုပ်ကိုမကန်ကန်မလုပ်ဘူးဆိုရင်ပြည်သူကနေပဲတိုင်ပိုင်မှုရှိတိုင်နေဆိုတာဘာဖြစ်လို့လဲဆိုတော့ပြည်သူကိုယ်တိုင်ကအရေးမယူနိုင်ဘူးအလကားဟိုအားရတိုင်တာပြောတာပေါ့အရေးယူတဲ့နဲ့ဒီကိုအရေးယူနိုင်ဘူးပြည်သူကခိုင်းတော့ပို့ရတယ်ကြောင့်မလို့ပြည်သူတွေကနေပြီးတော့ကိုယ့်ကိုယ်တန်ဖိုးထားကိုယ့်ကိုယ်တန်ဖိုးထားတယ်ဆိုတော့မန်တက်ပြီးတော့ငါဘာလို့လုပ်ရတယ်ဆိုတော့ပြောတော့ကိုယ်မှလည်းလုပ်ပိုင်လို့ရှိတယ်ကိုယ်မှလည်းအရေးချင်းရှိတယ်ဒီအရေးချင်းကိုတုံးရမကန်လုပ်နေမှတည့်ရတဲ့နဲ့မြင်ရတဲ့နဲ့ကြောက်ပြီးတော့ဘာမှမလုပ်ဘူးဆိုရင်ဒါကိုယ်မှလည်းသိရှိတာအတိုင်းမခံရတဲ့ဒီမှာကအပြည့်ရှိတာမဟုတ်တာလုပ်တဲ့ဒီမှာကပြည့်ရှိတာမြင်ရတဲ့ဒီဟာကိုဘာမှမလုပ်တာကြောက်လို့မလုပ်တာတခြားအကြောင်းမှဘာအကြောင်းပဲဖြစ်ဖြစ်ကြောက်လို့မလုပ်တာလဲကြောက်လို့မလုပ်ဘူးမှားတာအဲ့တော့အဲ့ဒီဟာတော့လုပ်ရမယ်ဒါတိုင်တဒေါသအောင်လို့သင်ပေးရမလို့တိုင်တဒေါသအောင်လို့အားပေးရမှာကိုယ့်ရဲ့လုတ်ပိုင်လို့မှန်ကန်တာဝန်ရှိနဲ့လုတ်ဖို့အားပေးတယ်ဒီလိုပြည်သူလူကမထိန်သွားလို့ဆိုလို့ရှိရင်အစိုးရတစ်ဖွဲ့လုံးကိုဘယ်လိုထိန်လဲဒီအစိုးရအဖွဲ့ထဲမှာဆိုလို့ရှိရင်အဖွဲ့ဝင်တွေအုပ်ချုပ်ရေးရန်တရားတွေကဆိုတော့အစိုးရရဲ့စိတ်ပိုင်းပေါ့နော်ဒီလောက်ခိုင်တိုင်းပြည်လုံးမှာများနေတာကိုဒီလိုလိုတယောက်ချင်းရဲ့အခြေအနေကိုအထက်ကဘို့အစိုးရသိတယ်ဒါပြည်သူတွေကနေပြီးတော့တင်ပြမှာပြည်သူကအသိပေးမှာသိတယ်ဒါကြောင့်မလို့အဲ့လိုအသိပေးဖို့ဝင်မလေးပါနဲ့နောက်မှတ်ထားပါအစိုးရကလည်းဒီမိုကရေစီစနစ်အရာရွေးကောက်ပွဲလုပ်တယ်ဆိုရင်အစိုးရလုပ်တဲ့လူတွေကပြည်သူကိုကြောက်ရတယ်ဒါကြောင့်မဲမပေးမှာဆိုလို့အဲ့တော့သူတို့ကလည်းကိုယ့်ကိုကြောက်တယ်ဆိုတာကိုသဘောပေါက်အဲ့ဒီဟာကိုသဘောပေါက်ပြီးတော့ကိုလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပါ